ဖေးပြောရမယ်တမီးကအခုဖေးစီကိုမုံမိုးတောင်းတယ်မေမတိစင်နေရလားဟိုက်တဲ့ပတ်စံတွေကဖေးရှာတာတားတဲ့တမီးအတွက်ပဲဖေးပတ်စံတွေအဲ့ဒါမဟုတ်လားအဲ့မေတော့ပါဘူးအာအမေကမလို့တော့ဘူးဖေးရင်လည်းမှာတားတဲ့တမီးဘွားရှိအတွက်ရှာနေတာနော်ဟုတ်ဒီတမီးအလိုလေးဖေးကိုချစ်တယ်ဖေးကိုတောင်းနေရှိတယ်ဆိုရက်ဖေးရဲ့စေနာမေတ္တာတွေမိဘတောင်းစဉ်မိဘမေတ္တာတွေကိုနားလည်လာတော့ဖေးကဝမ်းသာတယ်ပြောလဲပြောဒါမဲ့ဒီကတငယ်ချင်းတွေအိတ်ကုန်ပြီချိန်မရှိတော့မကတော့ဘူးနော်ဖေးကကားစင်တမီးမယုံဘူးမဒီမြတ်ဖေးပတ်သက်နေရှာတယ်ဆိုမယုံဘူးငါဖေးတမီးမယုံမချစ်ပါဘူးရက်တကြီးတောင်းနေရှိလိမ့်မယ်လားဟဲ့မဟိုက်ပတ်သက်နေကဖေးကတားနေတမီးတွေပဲဖေးကရှာထားတာနော်ဖေးဘွားဘလို့နေရဖေးဘွားဘလို့အခက်အခဲတွေပဲကြော်လွှားဘလို့အခက်အခဲတွေပဲရင်ဆိုင်ဖေးရင်နေမှာလေတားနေတမီးတွေပဲနော်တမီးကအဲ့လိုပြောရုံမမဟုတ်ဘူးတမီးနော်အဲ့တော့ဖေးကပြောချင်တာကဖေးကိုမိသားစုလေးပြောရွှင်မခွဲမခွာနဲ့နော်စီလုံးနေနေအောင်ဖေးကြိုးစားနေတာဖေးတန်တမနိုင်ငံကိုထွက်လာအလကားမဟုတ်ဘူးဒါတော့တမီးတို့နဲ့မိသားစုလေးမခွဲမခွာနေအောင်လို့ဖေးရလေကြိုးစားနေတာဟမ်နော်အရင်ဖေးတို့တမီးတို့ဘွားလေးတဲကိုကလေးနဲ့နေရတယ်အခုတဲကိုဘွားမှုတော့ဘူးတမီးကနော်ဖေးကြိုးစားလာတာဟမ်နော်ဒါတော့တမီးတို့ဘယ်တော့မှမျက်နှာမငယ်နဲ့အောင်ဖေးကြိုးစားမှာတမီးရဲ့ရွှေဘုံငွေဘုံပေါ်မှာမထားနိုင်ဘူးမယ်လीဖေးရင်တော့ဒါတော့တမီးတို့ဒီမြတ်နဲ့ဓာတ်တူကြီးတို့ထားနေအောင်ဖေးရကြိုးစားမှာနော်ဖေးရလို့ရှိတာနော်ဒါတမီးပေါ်မှာထားတဲ့မိဘမေတ္တာဆိုဘယ်ရနဲ့မှနှိုင်းရှင်လို့မရဘူးတမီးကအရေးကြောင်းကြိုးလိုက်ခက်ခဲပြဿနာတွေအကုန်လုံးရင်ဆိုင်ဖြေရှင်းနိုင်တာရှေ့ဆုံးကမရက်တည်နေတာအဲဒီကအဖေနော်အဖေတွေမှာရှေ့ကမရက်တည်ဖြေရှင်းနိုင်တာတမီးကနော်အဲ့တော့တမီးလေးလိမ္မာပါဖေးကိုရှိတယ်ဆိုရင်နော်ဖေးတို့မိသားစုတနေ့ချင်းတော့ပျော်ရွှင်နေရမှာပေါ့တမီးရဲ့နော်မပြည့်စုံလေးလို့ခွဲနေရနော်တဲ့လားအဲ့တော့တမီးကညီမလေးပဲဖြစ်ပါစေမမပဲဖြစ်ပါစေစင်ပြောင်းပျော်ရွှင်နော်တမီးနော်တရားနဲ့တရားဒီခံရချစ်တယ်ဖေးရရွေးချစ်တာဖေးဘွားဘလို့နေရဖေးရုံးကကြိုးစားတာတောင်းတမီးတို့အတွက်နော်မိဘမေတ္တာရေးဆိုတာဘယ်ရနဲ့မှတောင်းဖို့ဖြစ်လို့မရဘူးတမီးကနော်အေးလိမ္မာနော်တမီးလေးနော်ဖေးနဲ့မိဘကိုတနေ့ချင်းပါကျေးဇူးပြန်ဆက်နိုင်တဲ့တမီးလိမ္မာလေးတယောက်ဖြစ်နေအောင်ကြိုးစားနော်တမီးနော်ချက်လားဟုတ်ဘူးငိုးပါနဲ့တမီးရဲ့ငိုးနဲ့ငိုးစရာအကြောင်းမရှိဘူးနော်ဘဝဆိုတာလူတိုင်းကိုယ်စီခက်ခဲကိုယ်စီနဲ့ရင်ဆိုင်ရတာပဲဖေးနဲ့တမီးတို့နဲ့မပြည့်စုံလို့ခွဲခွာနေရတာပြည့်စုံရင်ခွဲစရာအကြောင်းမရှိဘူးအဲ့ဒါလို့မခွဲမခွာနေနိုင်အောင်ဖေးကျူးစားနေတာနော်တိုင်းတစ်ပါးနိုင်ငံမှာရင်းမြစ်ရရှိမှဖေးရုံးကန်နေတာတနေ့တာပင်မနှမြရေဘလောက်ပဲပင်မဘလောက်ပဲဆင်းရဲ
ဟောငါသားလေးနဲ့တမီလေးဘွားရှိတယ်ဆိုတနေ့တည်းရမှာဖေးအလုံးမနားနိုင်ဘူးနော်ချစ်တာဘောတမီးကဒါလည်းမခွဲကြဘူးတမီးလည်းမခွဲကြဘူးဒန်းဒီယူရီချစ်တယ်အဖေကတော့တမီးကိုအဖေရင်နဲ့အတဲနှလုံးနေဒါလည်းအဖေတွေ့တာနေပြီးတော့ပေါက်ဖွာလာတမီးကလည်းအဖေတွေ့တာနေပေါက်ဖွာလာတာဖေးတွေ့တာတွေချစ်နော်ဖေးရင်နဲ့နှလုံးသားတွေအတဲတွေလည်းဒါလည်းမခွဲကြဘူးတမီးလည်းမခွဲကြဘူးဒန်းဒီယူရီချစ်တယ်နော်အေးတမီးလေးပါပြောမှာတော့ အခုကတော့ အေးဖြေကြတော့မယ်ဆိုတော့ ဘယ်ကိုကာယဝစီကမလို့ဒီမှာရှိဘယ်ကိုလို့ ခွင့်လို့ပါတမီးဖြေခွင့်လို့တယ်အားတော့တမီးတို့အတွက်ဆိုအဖေကအမြဲတမ်းခွင့်လို့ပြီးတော့နော်အေးတမီးလည်းအိတ်တော့နော် အဲ့ဒါပဲအဲ့လိုလို့ အေးတမီးအေး